တေဘဝမှာအမားတစ်ခုကြောင့်ဖြစ်ဖြစ်ခဏခဏမာမစ်တက်တဲ့အမားကြောင့်ပဲဖြစ်ဖြစ်ဘယ်တော့မှဖရာသခင်ရဲ့အထံတော်ကနေမထွက်သွားနဲ့ဘာကြောင့်လဲအဲ့ဒီအမားကတေဘဝကိုပျက်စီးပြီလိမ့်မယ်အဲ့ဒီအမားကတေးရဲ့ဘဝကိုရစရာမရှိအောင်တေးကိုပျက်စီးပြနိုင်တယ်ဒါကြောင့်မို့အမားတစ်ခုကြောင့်ပဲဖြစ်ဖြစ်ခဏခဏမားတက်တဲ့အမားကြောင့်ပဲဖြစ်ဖြစ်ဖခင်ရဲ့အထံတော်ကလည်းထွက်သွားခြင်းမဟုတ်ပဲတဲ့ဖခင်ရဲ့အထံတော်ကိုပဲတုံးဝင်ပါဘာကြောင့်လဲတီးကိုအဲ့ဒီအမားထဲကနဲ့တီးကိုစိတ်မှန်တော့လွတ်မြောက်ခြင်းပေးနေတာဖခင်ပဲဖြစ်လို့ဖြစ်တယ်ဒီနေ့ဘာသာရေးစံတဲ့အသင်းတော်တွေကဘာလုပ်ကြလဲအမားလုံးမြင့်ရင်ဖះเจ้าကိုလာခွင့်မပေးတော့ကိုးကွယ်ခြင်းမှာပါဝင်ခွင့်မပေးတော့လာပါဝင်တော်မှဖာရိရှေရဲ့အကျင့်တွေနဲ့ဖာရိရှေကျမ်းတပုဂ္ဂိုလ်ရဲ့အကျင့်မျိုးနဲ့လူကိုဆက်ဆံပြီးတော့လူတွေကိုပေးထားကြတယ်ပို့ပြီးတော့ဖះရဲ့မျက်မှောက်တော်ကဝဲသွားအောင်လုပ်တတ်ကြတယ်ယေကိုဘာမတို့အဲ့လူမျိုးအသင်းတော်မတော်နဲ့အဲ့လူမျိုးအသင်းတော်တွေကပါဝေးစရာအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါဖယားတခင်ဝိညာဉ်တော်အိုးဆိုးနေတဲ့အိုးဆိုးတဲ့အသင်းတော်မဟုတ်အိုးဆောင်တဲ့အသင်းတော်မဟုတ်လို့ဖြစ်တယ်ဒီကိုဘယ်တော့မှအဲ့လိုမျိုးအသင်းတော်ကလည်းလွတ်မြောက်ခြင်းပေးမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအသင်းတော်မှာဖယားအလုံးမလို့လို့ဖြစ်တယ်ဒါကြောင့်မို့ညီကောင်မတို့တိတ်ကိုယ်တိုင်းဒီရတတာထဲမှာအမားတစ်ခုကြောင့်ဖြစ်ဖြစ်ခဏခဏမားတတ်တဲ့အမားပဲဖြစ်ဖြစ်ဒီဘဝမှာရှိမယ်ဆိုရင်ကျွန်တော်အထူးအားပေးခြင်းတယ်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာပဲလူတိစရာမလိုဘူးညီကောင်မတို့ဖခင်မျက်မှောက်တော်ထဲမှာတယောက်တည်းပဲဖြစ်ဖြစ်တုံးဝင်ပါအာမင်ဖခင်တခင်ကအဲ့လိုမျိုးလူကိုမလွတ်မြောက်စေဘဲနဲ့မနေဘူးလူဆိုတာအမားနဲ့မကိဘူးအဲ့ဒီအမားတွေကိုပြုတ်ပင်ပေးနေတယ်လွတ်မြောက်ခြင်းပေးနေတာဖခင်တပါပဲရှိတယ်နော်လူမဟုတ်ဒါကြောင့်ဖခင်မျက်မှောက်တော်ထဲမှာတုံးဝင်ပါ